ခုနှစ်သားသမီးပရိသတ်များရွှေစကားပရိသတ်များအားလုံးမင်္ဂလာပါရှင်ခုနှစ်သားသမီးပရိသတ်တွေအတွက်ကစုံလာပြည့်နေ့ညောင်ရည်သုံးပွဲမှာဆောင်ရွက်ရမယ့်ကုသိုလ်တော်အစီအစဉ်လေးကိုကျွန်မတင်ဆက်ပြီးဖြစ်ပါတယ်အဲကျွန်တော်တို့ကညောင်ရည်သွန်းခြင်းကုသိုလ်အပြင်လောကီပညာကံလေးဖြည့်ဆွတ်ထားတဲ့ကစုံလာပြည့်နေ့ကုသိုလ်တော်အစီအစဉ်လေးကိုကျွန်မတင်ဆက်ပြီးဖြစ်ပါတယ်ရှင်အခုကတော့ကျွန်မကစုံလာပြည့်နေ့မှာညောင်ရည်သွန်းကြမဲ့ခုနှစ်သားသမီးပရိသတ်တွေအတွက်ကျေးဇူးတော်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသစ္စာလေးပါးကိုသိမြင်တော်မူရာဖျားဖြစ်ကိုရရှိတော်မူခဲ့ရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဇေဒီ၃မျိုးထဲမှာပရိဘောဂဇေဒီထိုက်ပါတော့ဖွားပတ်တော်ခုနှစ်ပါးထဲမှာလည်းတစ်ခုအပါဝင်ဖြစ်တယ်တတ္ထဌာနခုနှစ်ဌာနမှာလည်းတစ်ခုအပါဝင်ဖြစ်တဲ့မဟာဗောဓိရွှေညောင်တော်ဒီမဟာဗောဓိရွှေညောင်တော်ကြီးကိုကျမတို့စိတ်နှလုံးကရည်မှန်းပြီးတော့မှမိမိတို့နဲ့နီးစပ်တဲ့ညောင်ပင်တွေမဟာဗောဓိညောင်ပင်ဘွားတွေမှာညောင်ရည်သုံးပွဲကုသိုလ်ဆောင်ရွက်ကြမယ်ကျမရဲ့ခုနှစ်ရဲ့သားသမီးပရိသတ်တွေအတွက်မြန်မာနိုင်ငံတနင်္လာမှာရှိတဲ့မဟာဗောဓိညောင်ပင်ဘွားများကိုကျမလီလာမှတ်သားမိသလောက်လက်လှမ်းမိသလောက်အဲ့ဒီမဟာဗောဓိညောင်ပင်ဘွားများတည်ရှိရာနေရာဌာနများကိုမျှဝေတင်ဆက်ချင်တာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကညောင်ရည်သုံးပွဲကုသိုလ်ဆောင်ရွက်ကြတဲ့အခါမှာရိုးရိုးညောင်ပင်မှာပဲညောင်ရည်သုံးသည်ဖြစ်စေအစစ်စစ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့မဟာဗောဓိညောင်ပင်ကြီးကနေအစစ်စစ်ပွားလာတဲ့ညောင်ပင်ဘွားတွေမှာညောင်ရည်သုံးသည်ပဲဖြစ်စေကျမတို့စိတ်နှလုံးမှာရည်မှန်းရည်တန်အာယုံပြုထားမှာကဘုရားရှင်ကိုရောမြတ်ကြီးရဲ့သစ္စာလေးပါးသိမြင်ရာနေရာဌာနမှာမဟာဗောဓိညောင်ပင်တော်ကိုအာယုံပြုထားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့မြန်မာပြည်အတွင်းမှာဆိုရင်မဟာဗောဓိညောင်ပင်တွေကညောင်ပင်ကနေပြီးတော့အဆင့်ဆင့်ပွားထားတဲ့ညောင်ပင်ပွားတွေတည်ရှိတာကတော့တက္ကရာ338ခုနှစ်မှာမထေမြတ်ရှင်အရဟံစိုက်ပျိုးပါသောမကွေးတိုင်းနတ်မောင်မြို့နယ်ပင်းမြို့ကမဟာဗောဓိရွှေညောင်တော်ကျမတို့နှစ်စဉ်ကစုံလာပြည့်နေ့ညောင်ရည်သုံးပွဲတော်တပေါင်းပွဲတော်ကြီးကိုခန်းခန်းနာနာကျင်းပတဲ့နေရာဌာနတစ်ခုဖြစ်ပါတယ်။နောက်တက္ကရာ1203ခုနှစ်တာယာဝတီမင်းရဲ့လက်ထက်တော်အခါမှာရှာဖွေတွေ့ရှိခဲ့တဲ့ရန်ကုန်တိုင်းဝင်းတာမီယာတောင်ပြားဗောဓိကုံကျောင်းတိုက်အတွင်းမှာရှိတဲ့မဟာဗောဓိရွှေညောင်တော်တက္ကရာ1322တက္ကရာ1221ခုနှစ်တက္ကရာ1221ခုနှစ်မှာတီဟိုကနေပြီးတော့ပင့်ဆောင်လာပြီးတော့တက္ကရာ1222ခုနှစ်မှာမင်းတို့မင်းကြီးမြေချစိုက်ပျိုးပူဇော်အပ်ပါတော့မန္တလေးတိုင်းစက်ကြာနွယ်စဉ်အရက်ကမဟာဗောဓိရွှေညောင်တော်တက္ကရာ1322ခုနှစ်မှာဆရာတော်ဦးနာဒရစိုက်ပျိုးပါတော့စကိုင်းတိုင်းမုံရွာမြို့ကရက်ကန်ကျေးရွာအတွင်းမှာရှိတဲ့ဗောဓိတထောင်ညောင်တော်များဗောဓိတထောင်ညောင်တော်များဖြစ်ပါတယ်။နောက်ကျမတို့တက္ကရာ1329ခုနှစ်မှာအိန္ဒိယနိုင်ငံဝန်ကြီးချုပ်အင်ဒရာဂန်ဒီရဲ့လက်ဆောင်ကို1330ပြည့်နှစ်တော်တလင်းလပြည့်ကျော်8ရက်စနေနေ့နနက်6:30မှာမြေချစိုက်ပျိုးပူဇော်ခဲ့ပါတော့ကဘာအေးပိရကတိုက်ဥပစာအတွင်းမှာရှိတဲ့မဟာဗောဓိရွှေညောင်တော်တက္ကရာ1346ခုနှစ်ကစုံလပြည့်နေ့မှာမြေချစိုက်ပျိုးပူဇော်ခဲ့ပါတော့ဓမ္မရတ္ခိတကုန်းမြေမဟာဝိဇယဇေဒီတော်အတွင်းမှာရှိတဲ့မဟာဗောဓိရွှေညောင်တော်ကျမတို့ရွှေတကုံဇေဒီတော်မြတ်ကြီးရဲ့အရှိတောင်တောင်မှာရှိတဲ့တိရိလင်္ကာနိုင်ငံရဲ့မှပင့်ဆောင်လာတဲ့တိရိလင်္ကာနိုင်ငံကနေပင့်ဆောင်လာတဲ့ရွှေတကုံဘုရားရဲ့အရှိတောင်တောင်မှာရှိတဲ့မေဒက်ဆရာတော်ဖျားကြီး1926ခုနှစ်မှာစိုက်ပျိုးပူဇော်ခဲ့သောမဟာဗောဓိရွှေညောင်တော်တို့ဖြစ်ပါတယ်။အဲ့ဒါလေးကကျမတို့ဒါအကျမ်းဂန်မှာအခိုင်အမာကျမ်းဂန်လာမဟာဗောဓိရွှေညောင်ပင်ဘွားများဖြစ်ပါတယ်။ရွှေညောင်တော်ဘွားများဖြစ်ပါတယ်။ကျမပြောပြခဲ့တဲ့အထက်မှာကျမလက်လန်းမမိတော့ကျမမသိလိုက်တော့ဒီဘက်နှောင်းခင်မှာထပ်ပြီးတော့ပွားထားသောအနေနဲ့အရကမဟာဗောဓိရွှေညောင်တော်များလည်းရှိနိုင်ပါသေးတယ်ရှင်။အဲ့တော့ကျမတို့ဒီအခုလောင်တဲ့ကစုံလာပြည့်နေ့မှာကစုံညောင်ရည်သွန်းခြင်းကုသိုလ်အပြင်ကျမလောကီပညာကံလေးဖြည့်ဆွတ်ထားတဲ့ကုသိုလ်တော်အစီအစဉ်လေးကိုလည်းရှေ့မှာကျမတင်ဆက်ထားပြီးဖြစ်ပါတယ်အဲ့တော့ကျမရဲ့ခုနှစ်သားသမီးပရိသတ်တွေဒီကျေးဇူးတော်ရှင်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးနဲ့ပတ်သက်လို့အမတန်မှကိုထူးခြားတဲ့ကစုံလာပြည့်နေ့ဘုရားရှင်ကိုရမြတ်ကြီးသစ္စာလေးပါးသိမြင်ရမဟာဗောဓိရွှေညောင်တော်ကြီးကိုရှင်းမှန်းလို့
မြန်မာနိုင်ငံတနန်တလျားမှာရှိကြတဲ့ကျမရဲ့9ရက်သားသမီးပြိတ္တကုသိုလ်ရှင်များဆင်နွှဲကြမယ်ကဆုံလပြည့်နေ့ညောင်ရည်သုံးပွဲကုသိုလ်လေးမှာ9ရက်သားသမီးပြိတ္တများလောကီလောကုတ်တရားနှစ်ဖြာသောအကျိုးစီးပွားများဖြစ်ထွန်းကြ၍ကဆုံလပြည့်နေ့လေးကိုစက်တရေမင်္ဂလာရှိစွာကြည်နူးချမ်းမြေ့စွာနဲ့ကုသိုလ်တရားများနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါရရှင်